င်္ဂလာပါအိမ်စက်မြန်မာ YouTube channel ကနေပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီနေ့ share လုပ်ပေးခြင်းတဲ့အကြောင်းအရာလေးကတော့ကျွန်တော်တို့အိမ်စက်မှာ data တွေ split လုပ်တဲ့ပုံစံလေးကို share လုပ်ပေးတော့မှာဖြစ်ပါတယ် data တွေ split လုပ်တဲ့ဆိုတာကဘယ်လိုမျိုးလဲဆိုတော့ကျွန်တော်တို့ဥပမာဒီ G column မှာဆိုရင် product နဲ့ category နဲ့ရှောနေရပေါ့နော်ရှေ့မှာကျွန်တော်တို့ category နောက်မှာ product ပေါ့နော်ဒီမှာဆိုရင် electronic နောက်မှာ printer အဲ့လိုမျိုးရောပြီးတော့column တစ်ခုထဲမှာ cell တစ်ခုထဲမှာရှိနေပေါ့နော်အဲ့ဒါကိုကျွန်တော်တို့ကခွဲထုတ်လိုက်ခြင်းနဲ့ category သက်သက် product သက်သက်ကိုခွဲထုတ်ခြင်းတဲ့အခါမှာဆိုရင်ကျွန်တော်တို့ဘယ်လိုလုပ်ရမလဲဆိုတဲ့ဟာလေးကို share လုပ်ပေးတော့မှာဖြစ်ပါတယ်โอเคပါဒီလိုဒီ column ကိုကျွန်တော်တို့ကနောက်ထပ် column တစ်ခုအနေနဲ့ခွဲထုတ်ခြင်းတဲ့အခါမှာ data tab ထဲကကျွန်တော် data tab ထဲက touch to column ဆိုတဲ့ဟာလေးကိုရွေးပြလိုက်ပါနှိပ်လိုက်မယ်ဆိုရင်ဒီမှာနှစ်မျိုးရှိပါတယ်သူက fix အနေနဲ့ခွဲထုတ်မှလားဆို fix ဆိုတာတော့ကျွန်တော်ဒီမှာကိုခွဲထုတ်ခြင်းတဲ့ဟာလေးကို fix ကိုရွေးပြီးတော့ခွဲထုတ်မယ်ဆိုရင်အသေးပေါ့နော်ကြားထဲကနေပြီးတော့ဒီနေရာတော့ကနေခွဲထုတ်မယ်ဆိုရင်သူကဒီနေရာဟိုဘက်ဒီဘက်တွေပါနေမှာပေါ့နော်ဒီမှာဆိုရင်ကျွန်တော်ကြည့်လို့ရမယ်comma ဟိုဘက်ကိုပါသွားမယ်ဒီဘက်ကိုပါသွားမယ် next လုပ်ပြီးတော့ split လုပ်လိုက်ရင်ခွဲတော့ခွဲသွားတယ်ဒါပေမဲ့ကျွန်တော်တို့ဒီဘက်မှာဆိုရင် comma တွေပါနေပြီးဖြစ်တဲ့အတွက်ဒီ comma တွေကိုတက်ပြန်ပြီးတော့လိုက်ဖြတ်နေရမှာပေါ့နော်ကျွန်တော်အဲ့လိုမဟုတ်ဘဲနဲ့ control set ခေါ်ပြီးတော့နောက်ထပ်ဘယ်လိုလုပ်လို့ရမလဲဆိုတော့နောက်ထပ်အပေါ်က delimited ကိုရွေးပြီးတော့ next ကိုနှိပ်မယ်ဒီမှာဆိုရင်ဘယ်လိုပုံစံနဲ့ကိုကsplit လုပ်မှာလဲဆိုတော့ tab နဲ့ split လုပ်မှာလဲ tab ကိုရွေးလိုက်မယ်ဆိုရင်ကြားထဲမှာကျွန်တော်တို့ tab ခုန်ထားတဲ့ခုန်ပြီးတော့ရေးထားတဲ့ဟာရှိလို့ရှိရင် tab နဲ့ tab ကိုအလယ်မှာပိုင်းပြီးတော့ရှေ့က column ကတစ်ခု tab နောက်က tab နေရာစပြီးတော့ split လုပ်လိုက်မှာပေါ့နော် tab နောက်မှာပါတဲ့ data တွေကနေပြီးတော့နောက်ထပ်တစ် column ကိုရောက်သွားမယ်ပေါ့နော်အဲ့လိုမျိုးပါ semi comma ဆိုရင် semi comma နေရာနဲ့ခွဲမယ်ဒီမှာဆိုရင်ကျွန်တော်တို့ comma နေရာနေပြီးတော့ခွဲမယ်ပေါ့နော်အဲ့တော့ comma ဒီမှာဆိုရင်နမူနာသူ့ရဲ့ကွဲသွားမယ်ပုံစံလေးကိုဒီမှာပြပေးထားပါတယ် comma နေရာနေပြီးတော့မှရှေ့မှာဆိုရင် data တစ်ခုရှေ့ column တစ်ခုကျန်မယ်နောက်မှာဆိုရင် column တစ်ခုကျန်မယ်ပေါ့နော် okay next finish အဲ့လိုလုပ်လိုက်တဲ့အခါမှာဒီမှာဆိုရင်ကျွန်တော်တို့ column တစ်ခုစီပေါ့နော် category ရသက်သက် product ကသက်သက်ဆိုပြီးတော့ကွဲသွားအောင်မယ်ပေါ့နော်ဥပမာ3ခုပါနေဆိုရင်လည်း3ခုကို select မှတ်ပြီးတော့column 3ခုမှာရောပြီးတော့ခွဲထုတ်ခြင်းနဲ့ဆိုရင်တော့ column 3ခုကို select မှတ်ပြီးတော့ခွဲထုတ်လိုက်လို့ရပါတယ်โอเคပါကျေးဇူးပါ